မှာတော့စုကစပင်းနဲ့တက်လုံးလေးကိုပြပြမှာဖြစ်ပါတယ်နော်အရင်ဦးဆုံးတော့စုကမိန်းကလေးကိုပေါ့နော်ခဲကိုကြတော့တို့သမီးဝတ်စုံလေးပြောင်းလာပါတယ်ဘာလို့ကြတော့နေကြဝတ်စုံလေးပြောင်းလာဒါနဲ့ပြတာနော်တို့သမီးဝတ်စုံဝတ်ထားရဲ့ခဲကိုလက်သွဲလိုက်တော့နော်လက်သွဲပြီးခဲကိုလက်ချုပ်လိုက်ပါချုပ်ပြီးတော့နော်ဒီကောင်မလေးကိုထည့်လိုက်ပါပြီးတော့နော်နှစ်ယောက်ဖြစ်သွားတဲ့အချိန်မှာခဲကိုကြတော့နောက်တဲ့ကောင်မလေးပြောင်းနှစ်ကိုပဲပေါ့တရားပြီးရင်သူ့ကိုစကားတွေပြောနေတယ်နော်โอเคအခုဆိုရင်ဒီဟိုလေးခေါ်လာတယ်နော်ကြိုက်ဒီအင်ကြီးလေးကိုပြောင်းမရမှာပါဒီအင်ကြီးလေးပါဒီအင်ကြီးလေးပြောင်းမရပြောင်းပြီးပြီးသွားရင်တော့သူ့ကိုခြိလိုက်ပါခြိရတယ်ခဲကိုတစ်စင်းပြန်ခြိပါခြိပြီးတော့ရင်တော့ဒီလိုတဲမှပုံစံလက်ကြီးဖြစ်သွားပြီပေါ့နော်အဲ့လက်ကြီးဖြစ်သွားရင်တော့အများကိုပြီးတော့စပင်းဒီလေးကိုနေလိုက်တာနှိပ်ပြီးတော့နော်ဒီပုံလေးတောင်းပြီးတော့ရင်တော့သူ့ကိုအင်ဂျီလဲမယ်ပေါ့နော်အင်ဂျီကကျတော့ကိုကြိုက်တဲ့တရားအင်ဂျီလဲလို့ရခုမှဆိုရင်တော့စပင်းကနှစ်ထပ်ဖြစ်သွားတဲ့အချိန်မှာအယောင်ပြောင်းမယ်ပေါ့နော်စပင်းကိုခဲကလာနဲ့ဒီကလာလို့ကိုကြိုက်နေတဲ့ရာစပင်းနှစ်ထပ်လေးတွေရရင်ရပါပြီပေါ့နော်လို့စီကြိုက်တဲ့စပင်းနှစ်ထက်ကဒီပုံစံနဲ့ကြိုက်တယ်ပေါ့နော်ဒီပုံစံလေးကြိုက်တယ်ပြီးတော့ဒီပုံစံမှာလူလေးကြိုက်တယ်လူလေးကြိုက်ပါတယ်ပြီးတော့လူလေးကြိုက်ပါတယ်ပြီးရင်ရှိသေးပါတယ်ဒီလိုလေးကိုမှဒီလိုဖြစ်ဖြစ်ဒီလိုမှဒီလိုလေးလေးကြိုက်တယ်ပေါ့နော်ဒီလိုလေးလာတယ်ဒီလိုမှလူလေးကိုကြိုက်ပါတယ်ဒီနှစ်ထပ်ဆိုဒီလိုမျိုးပြောတာโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာထပ်တွေ့လိုက်ရင်ထပ်တွေ့ကြပါဘိုင်ဒီ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦးဘိုင်